သင်ရဲ့အေကန်ထဲကိုလမ်းဝင်လိုက်ရုံနဲ့ဟိုတယ်ကြီးတစ်ခုတည်းကိုရောက်သွားတယ်လို့မျိုးခန်းစားချင်ပါသလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလိုက်ပါရှင်ဒါကတော့ခရစ္စတယ်စစ်စစ်တွေနဲ့ပြုလုပ်ထားတဲ့မိုးတောက်ကျယ်ရဲ့ခရစ္စတယ်မီးဆိုင်တွေပဲဖြစ်ပါတယ်ဒီခရစ္စတယ်မီးဆိုင်တွေကနေဘက်နေရောင်ကြီးနဲ့ထိတွေ့ရင်ပဲဖြစ်ဖြစ်ညဘက်မီးဖွင့်လိုက်ရင်ပဲဖြစ်ဖြစ်တက်တက်ရောင်စင်တွေလိုမျိုးတောက်ပနေစေမှာပဲဖြစ်ပါတယ်ဒီခရစ္စတယ်မီးဆိုင်လေးတွေကနှစ်တွေကြာကြာအသုံးပြုတဲ့အခါမှာဒီခရစ္စတယ်ချောင်းလေးတွေကဖုံဖုံလေးတွေတက်လာတဲ့အခါမှာတန်ရှင်းရေးပြန်လဲလုပ်ပေးလိုက်ရုံနဲ့အသစ်အတိုင်းသစ်လွင်တောက်ပနေစေမှာပဲဖြစ်ပါတယ်အိမ်ရဲ့အသက်ကအလင်းရောင်မှာဒီလိုမီးဆိုင်လေးတစ်ခုရှိရနဲ့သင်အိမ်ရဲ့အဆင့်တန်းကတိတိတသားကိုမြင့်မားသွားစေမှာပဲဖြစ်ပါတယ်အလားအပဆုံးဒီဇိုင်းတွေနဲ့သင်အိမ်ကိုအလှဆင်ဖို့အတွက်ဆိုရင်အခုပဲမိုးတောက်ကျယ်ကိုဆက်သွယ်လိုက်ပါရှင်